United တာကန်လိုင်းရင်ချက်ချင်းလက်ခံသွားဖို့ရှိနေတဲ့ဇာဗီဘာစီလိုနာနီးပြဟောင်းဇာဗီဟန်နဒက်စ်ကတော့ Manchester United အသင်းရဲ့ကန်လန့်မှုကိုသာရရှိခဲ့မယ်ဆိုရင်တော့ချက်ချင်းပဲလက်ခံပါလိမ့်မယ်လို့နာမည်ကျော်ဘောလုံးအပြောင်းရွှေ့သတင်းတောက် Fabrizio Romano ကဖွင့်ဟပြောဆိုလိုက်ပါတယ် United ရဲ့ပူးတွဲပိုင်းရှင် INEOS အဖွဲ့ကသာလက်ရှိနီးပြ Ruben Amorim ရဲ့နေရာမှာအစားထိုးဖို့အတွက်ဇာဗီကိုအသင့်တော်တဲ့သူလို့သတ်မှတ်ခဲ့မယ်ဆိုရင်အများဆုံးလှုပ်ရှားဖို့လိုအပ်နိုင်ပါတယ်ဘာလို့လဲဆိုတော့စပိန်နီးပြကို Sorry Club Al-Ittihad အသင်းကလည်းခေါ်ယူဖို့အတွက်စဉ်းစားနေလို့ပဲဖြစ်ပါတယ်။နီးပြ Amorim ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာထပ်မံကျဲလောင်လာခဲ့ပါတယ်။သူကပြီးခဲ့တဲ့တစ်ပတ်က Chelsea ကို Old Trafford မှာအနိုင်ရခဲ့တာကြောင့် PR တွေကနေခစ်တက်လွတ်မြောက်ခဲ့ပေမဲ့ Bradford ကို3-1နဲ့ဆူဆူဝါရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပြီးမှာတော့သူ့ကိုဝေဖန်မှုတွေရဲ့ထိတ်ဆုံးစီကိုပြန်လည်ပို့ဆောင်ပေးလိုက်တာဖြစ်ပါတယ်။လာမယ့်စနေနေ့မှာရင်ဆိုင်ရမယ့် Tentacled Sunderland အသင်းပွဲစဉ်မှာတော့အနိုင်ရလက်ကလွဲပြီးတခြားရလက်တစ်ခုသာထွက်ပေါ်ခဲ့မယ်ဆိုရင်တော့ Amorim အတွက်မိကွန်းပေါင်းများစွာနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဇာဗီက2024ခုနှစ်မေလကဘာစီလိုနာကနေထွက်ခွာခဲ့ပြီးကတည်းကနီးပြလောကနဲ့အဆက်အသွယ်ပြတ်နေခဲ့တာဖြစ်ပါတယ်။သူကဘာစီလိုနာနဲ့အတူလာလီဂါချန်ပီယံဆုနဲ့စပိန်စူပါဖလားတို့ကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ Fabrizio Romano ရဲ့အဆိုအရဇာဗီကအင်္ဂလိပ်ပရီးမီးယားလိဂ်ကိုလေ့လာနေပြီးတော့ဥရောပရဲ့အပြိုင်ဆိုင်ဆုံးလိဂ်မှာသူ့ရဲ့အရည်အသွေးကိုစမ်းသပ်ချင်နေတယ်လို့လည်းသိရပါတယ်။ဇာဗီနဲ့ Manchester United အကြောင်းမိကွန်းနဲ့ကျွန်တော်အများကြီးရတယ်။ဇာဗီကပရီးမီးယားလိဂ်ကိုလေ့လာစောင့်ကြည့်နေပါတယ်။ပြီးတော့ဇာဗီကဥရောပပွဲကစားခွင့်မရရင်တောင် Manchester United ကိုချက်ချင်းလာပါလိမ့်မယ်။သူကပရီးမီးယားလိဂ်ကိုချက်ချင်းလာမှာဖြစ်ပြီးတော့ဒီအခွင့်အရေးကိုအရန်ကိုလိုချင်နေပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ဇာဗီနဲ့ United ကြားမှာဘာမှမရှိသေးပါဘူးဆိုပြီးတော့ Romano ကရှင်းလင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။